English စာလေ့လာနေပြီမဲ့ present tense ကိုဘယ်အချိန်မှာအမှန်ကန်ဆုံးအသုံးပြုရမလဲဆိုတော့ဝေခွဲမရဖြစ်နေကြလားဒါဆိုဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားနော်နံပါတ်1ကိုလုံးနေကြအလေးထားတွေကိုပြောချင်တဲ့အခါမှာဥပမာ I get up at 5 o'clock I have lunch at 12:30 I go to bed at 10 o'clock နံပါတ်2အမြဲတမ်းမှန်ကန်နေတဲ့အမှန်တရားတွေဥပမာ the sun rises in the east people need food the blanks grow in swine နံပါတ်3ခံစားချက်တွေနဲ့အတွေးခေါ်တွေ I love eating pizza I think you're right I feel really hot today present tense ကိုအခုလိုခြေနေမျိုးတွေမှာအသုံးပြုလို့ရပါတယ်ဒါပေမဲ့ဒါလေးတစ်ခုတော့သတိထားပေးပါဦး present tense မှာကတ္တာကတယောက်တည်း he she အနေဖြစ်နေ verb မှာ s သို့မဟုတ် es ထည့်ပေးရမှာပါဥပမာ he likes eating pizza she goes to school every day it looks delicious ဒါဆိုရင်ကောမမှာသူမကနေတိုင်းစာဖတ်တယ်ဆိုတာကို present tense ကိုအသုံးပြုပြီးအင်္ဂလိပ်လိုရေးပေးခဲ့ကြအောင်နော်ခုလိုအင်္ဂလိပ်စာဗဟုသုတလေးတွေကိုနေ့စဉ်အမြဲလေ့လာဖို့ကျွန်တော်ကိုလည်း follow ထားခဲ့ကြပါဦး